ချစ်တဲ့မိတ်ဆွေတွေအားလုံးမနက်ခင်းမိုးလင်းတိုင်းစိတ်ချမ်းသာစွာအိယာကနိုးထနိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့စီမိုးပါအခုကတော့ကျွန်တော်ချစ်တဲ့မိတ်ဆွေတွေကိုတာမခံမော့အတွက်ကုန်းကွန်လေးတစ်လုံးကိုဖြတ်ထားတဲ့အခါမှာဖြတ်သားဘဝနဲ့လုံးစုပ်ဘဝမှာဘယ်လိုပြောင်းလဲသွားတယ်ဆိုတာချစ်တဲ့မိတ်ဆွေတွေကိုကျွန်တော်ကရှိုင်းလုပ်ပေးခြင်းလို့ပါခင်ဗျာအဲဒီတော့ဒီကြောက်ကလေးကိုကျွန်တော်တို့တွေစပြီးကြည့်ကြတာပေါ့နော်အရင်ဆုံးဒီကြောက်ကလေးကိုကျွန်တော်တို့ကြည့်တဲ့အခါမှာရမ်းလေးတွေကြည့်မယ်ပေါ့နော်အခွန်ကြောဘောကနေရမ်းလေးတွေကြည့်မယ်နော်ရမ်းလေးတွေကညက်တယ်ပေါ့ဗျာအခွန်ကတော့အင်မတန်ကြမ်းပါတယ်ဗျာနော်အခွန်ကကြမ်းလဲကြမ်းတယ်ထူလဲထူတယ်ပေါ့နော်ဒီခွန်ကိုကျွန်တော်ကကုန်းခွန်လို့ပဲပြောတယ်ဗျာတမခန်မှာကုန်းခွန်ရှိခွန်ကုန်းတစ်ပိုင်းရှိတစ်ပိုင်းခွန်ပေါ့ဗျာကျွန်တော်ကတော့ဒီ၃မျိုးခွဲပါတယ်ကြံတဲ့မိတ်ဆွေတွေကတော့ပညာရှင်တွေကတော့ဒါလည်းဆိုတနခါခွန်တို့အခြားသောမြင်းချီခွန်ပါကြဒါမျိုးတွေလည်းခေါ်ကြပါတယ်ခင်ဗျကဲကျွန်တော်တို့မီးပေါက်ချက်ကလေးကြည့်ရအောင်ဒီလားဘာမှမမြင်ရပါဘူးတတုံးလုံးမှာကတော့ဒီတိုင်းပဲเนาะသူကကျွန်တော်စီရောက်တော့ရိုက်ဖယ်ဗျဒီဘက်အပဲ့မှာလည်းမမြင်အောင်ဗျဒီဘက်ချမ်းကအပဲ့လေးမှာတော့မီးနေငယ်ပေါက်တာကိုချစ်တဲ့မိတ်ဆွေတွေမြင်ရပါလိမ့်မယ်အဲ့တော့ဒီကြောက်ကကျွန်တော်လုံးစွတ်အနေနဲ့ရောင်းလို့အဆင်မပြေတဲ့အတွက်ကျွန်တော်ဖြတ်ပါတယ်ဖြတ်တဲ့အခါလည်းအလေရပဲနင်းလိုက်တာပေါ့နော်ဘယ်လိုလဲမမြင်ရတော့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဖြတ်သားဘဝမှာဘယ်လိုမျိုးလေးဖြစ်သွားမလဲဆိုတာကြည့်ကြရအောင်ဗျာချစ်တဲ့မိတ်ဆွေတွေနဲ့အတူတူကဲလုံးစွတ်နဲ့ဖြတ်သားဘဝမှာဘယ်လိုပြောင်းလဲသွားတယ်လဲအင်မတန်အနာလိမ်ပါပါတယ်ဗျာเนาะကြောက်စီအင်မတန်ပြေးပါတယ်အဲ့ဒီတော့ပြီးတော့ချစ်တဲ့မိတ်ဆွေတို့ကျွန်တော်စီမှာအမြဲလာမေးတယ်အခောက်ခွန်ပေါ့ဗျာဒါအခောက်ခွန်ဆိုတော့လဲကျွန်တော်တိတ်မခံမှန်းနိုင်ပါဘူးဗျာဒါကံတရားနဲ့လည်းသက်ဆိုင်သွားပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒီကြောက်ကလေးကိုမိတ်ဆွေတယောက်ကိုကျွန်တော်ချစ်ကြီးနဲ့ရောင်းပေးလိုက်ပါတယ်နော်ချစ်ကြီးလေးနဲ့ရောင်းပေးလိုက်ပါတယ်အဲ့တော့ကြောက်ရဲ့လင်းပေါက်မှုလေးလည်းကြည်ပါကာလာလေးကိုလည်းကြည်ပါပေါ့နော်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်အောက်က comment မှာပေါ့နော်ကျွန်တော်မိတ်ဆွေကိုဘယ်ဈေးနဲ့ရောင်းလိုက်တယ်ဆိုတာကိုရေးပေးစေချင်ပါတယ်ဗျာကြောက်ရဲ့အလေးချိန်က20သားကျော်ရှိပါတယ်ခင်ဗျာဒီကြောက်ရဲ့အလေးချိန်ပေါ့နော်ကဲအဲ့တော့ချစ်တဲ့မိတ်ဆွေတွေအားလုံးမနက်ခင်းမိုးလင်းတိုင်းစိတ်ချမ်းသာစွာအိယာကနိုးထနိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့မိတ်ဆွေတွေကိုချစ်တဲ့စီမိုးပါ